Hello မင်္ဂလာပါဒီတစ်ပတ်ကစားမဲ့ Crystal Palace နဲ့ပွဲအရေးကြီးရဆို Amorim ပြောသွားတဲ့ press conference အကြောင်းတွေကိုကျွန်တော် reaction လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်သူပြောတဲ့ video တော့မထည့်တော့ဘူးเนาะဒီကပဲ United District ကအားလေးတွေပဲပြလိုက်တော့မယ်အဲ့မှာဒန်ယာ update တွေနဲ့ပတ်သက်ပြီးတော့တိပြီးဖြစ်မှာပေါ့เนาะ Shesko ကပုံမှန်တက်ပို့ပြီးတော့နားရမယ်ပြီးတော့ကိုညာလည်းမပါနိုင်သေးဘူးမကွမ်းရလည်းမပါနိုင်သေးဘူးဆိုပြီးပြောသွားတာပေါ့အဲ့မှာဗျ Amorim နဲ့စိတ်ညစ်နေတယ်လို့ပဲဟိုဒန်ယာကsexy ကြည့်နေရတာမကြိုက်ပါဘူးဆိုမှအဲ့လို Shesko ရဲ့ဒန်ယာကလည်းပဲလူကထပ်ပို့ပြီးနားရအောင်မယ်လို့ပါလို့ဆိုတော့သူစိတ်ညစ်နေတဲ့ပုံပေါ်တယ်ဒါပေမဲ့လို့အသင်းဘက်ကသတင်းအရင်းမြစ်တွေရဆိုပြီးတော့ဒီ MEN อ่ะပေါ့နော် Evening News က Stephen Reestan ပြောတာကတော့ Shesko က setback တွေဒဏ်ရာအသစ်တွေရသွားတာမျိုးမဟုတ်ဘဲနဲ့သူ့ဒဏ်ရာကဟိုကနည်းနည်းပေါ့နော်သူတို့ခံမှန်းတာတဲ့နည်းနည်းလေးပို့ပြီးနားရမယ်ဆိုတာမျိုးပြောပါတယ်ကိုညာနဲ့ပတ်သက်လို့ကတော့ the next one not this one ဆိုတာကျတော့ဒီနောက်တစ်ပွဲပေါ့ West Ham နဲ့ပွဲမှာပါမယ်ဒီပွဲလွဲမယ်လို့ပြောတာငကွမ်းရကလည်းပဲသူတို့မှန်းတာထက်ပို့ပြီးတော့နားရမယ်ဆိုတော့သူတို့ပြောသွားတာပေါ့နော်ပြီးတော့ဟိုလီချာနဲ့ပတ်သက်လို့ကျွန်တော်အားရတယ်ပေါ့နော်လီချာကယူဆန်နိုမာတီနဲ့ပြန်ပါတော့မယ်သူကမနစ်ကရာသီမှာ Crystal Palace နဲ့ပွဲမှာသူတို့ပြင်းထန်တဲ့တန်ရာကြီးရပြီးတော့ ECA နဲ့အနားယူသွားတယ်အခု Crystal Palace နဲ့ပွဲမှာတပံပြန်ပြီးတော့ပွဲကစားခွင့်ရမယ်ဆိုတော့သူကကောင်းတယ်ပေါ့နော်အဲ့ဒါကြီးလည်းပြောပြီးတော့နိုင်မွေးတွေမရတော့တင်းတောက်တွေကသူ့ကိုဝိုင်းပြီးတော့ကြက်ပြီးပေါ့အမိုရီကနေပြီးတော့လူတွေကသူတို့အသင်းအနိုင်မရတဲ့အတွက်ကျွန်တော်တို့ဝိုင်းပြီးဝေဖန်နေကြတယ်ပါညာပေါ့နော်စင်ကြီးပေးမလားဆိုတော့ဒါမပေးဘူးပေါ့နော် no excuse ကိုမှဒီပွဲတွေကိုကြည့်မယ်ဆိုလို့ကျွန်တော်ကအမှတ်တွေအများကြီးရတဲ့တယ်ဒါပေမဲ့လို့အဲ့လို control ကောင်းကောင်းမလုပ်နိုင်ပဲနဲ့အမှတ်တွေဆုံးရှုံးသွားတာစိတ်ပြက်စရာကောင်းတယ်ပါညာဆိုပြီးသူလည်းရွှေရှောင်ပြီးဖြေသွားတယ်ပေါ့ဒါပေမဲ့အဲ့မှာ Amorim seriously ဖြေတာပါလဲဆိုတော့ခက်ခဲတဲ့ရတဲ့ဘက်ဖြစ်ပေမဲ့လို့ပေါ့နော်သူ့ရဲ့ process ကဆက်ပြီးသွားနေတယ်ဆိုတော့သူကယုံကြည်ရဲပေါ့အဲ့ဒါကြောင့်မလို့နောက်လာမယ့်ပွဲတွေမှာသူ့ရဲ့ process ကိုဆက်ပြီးအကောင့်တွေပေါ်နေမှာဖြစ်တယ်ဆိုတော့သူအခိုင်အမာပြောပါတယ်အဲ့ဒီ control ဘိုင်းနဲ့ပတ်သက်ပြီးသူမချင်မရဲဖြစ်တာဒီ Forest နဲ့ပွဲရယ် Spa နဲ့ပွဲရယ်ပေါ့နော်အဲ့နှစ်ပွဲမှာဘာဖြစ်လို့ဒီ control မကောင်းတော့လဲဆုံးရှုံးသွားလဲဆိုတာကိုသူတို့နားမလည်နိုင်ဘူးပေါ့ဒါကိုအတင်းကကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကိုကစားသမားတွေနဲ့ပြသဖို့ကစားတဲ့လေ့ကျင့်ရေးကွင်းတွေမှာလုပ်တဲ့ပုံစံအတိုင်းပြန်လည်လွတ်ဆောင်ပြဖို့လိုတယ်ပေါ့နော်ခုနနှစ်ပွဲရလဲကျွန်တော်နိုင်ရမယ့်ပွဲတွေပါဆိုပြီးသူကမချိတင်ခဲ့ပြောပါတယ်ဒါပေမဲ့လည်းအဝေးကွင်းကစားပြီးတော့အသာရသွားတဲ့ပွဲတွေလည်းရှိရဲတဲ့ဆိုပြီးသူကလှုပ်သွားသေးရဲ့မဲအဝေးကွင်းကစားပြီးနိုင်တာလီဗာပူးနဲ့ပွဲတစ်ပွဲပဲရှိတာကိုသူဘာကြီးရှောက်ပြောနေတာလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ထားပါတော့အဲ့လိုပြောသွားတယ်ပေါ့အဲ့မှာနောက်တစ်ယောက်ကထပြီးတော့ကြက်တယ်ပေါ့နော် Crystal Palace နဲ့အခု United နဲ့ရှင်ကြည့်မယ်ဆိုရင်အဲ့ဒါဘယ်လိုမြင်လဲပေါ့Crystal Palace ကပူတာနေလားပါညာဆိုပြီးမေးတာပေါ့နော်ဆိုတော့ Amorim ကဖြေတာတော့ကျွန်တော်ကစားပုံမတူဘူးတဲ့အဲ့ဒါခင်ဗျားတို့ data တွေကိုသွားကြည့်တဲ့ data တွေကိုသွားကြည့်ရင်သိလိမ့်မယ်တဲ့ဆိုတော့ class အချင်းမတူသလိုသူတို့ကကျွန်တော်တို့ထပ်ပိုကောင်းအောင်လုပ်နေကြတယ်အဲ့ဒါတော့လက်ခံတယ်ပေါ့နော်ဒါပေမဲ့ကစားပုံကိုတူလားဆိုတော့မတူဘူးကစားပုံကွာခြားတယ်ပြီးတော့သူဆက်ပြောတာဒီ Crystal Palace နီးပြ Glasner အကြောင်းကိုသူသိရဲတဲ့Glasner Frankfurt မှာနီးပြတော့ကသူနဲ့ရှင်ပြိုင်ကစားဘူးပြီးတော့သူကအဲ့လိုနီးပြတွေစီကနေပြီးသူကလိုက်ပြီးသင်ယူလေးရှိတယ်ပေါ့နော် International break မှာဆိုလို့ရှိရင်သူကတခြားနီးပြတွေဘယ်လိုကစားနေလဲဆိုတော့သူကတော်တော်များများလိုက်ကြည့်တယ်ပေါ့သူက manager တက်တန်း6နှစ်ပဲရှိသေးရမို့အများနဲ့လေးလာသင်ယူဖို့ကြိုးစားနေအများတက်ကြွနေတယ်ပေါ့ဆိုပြီးပြောသွားပါတယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီး United အသင်းကကြောက်နေလားပေါ့နော်ရင်ခုန်စိတ်လှုပ်ရှားမှုတွေဖြစ်နေလား nervous ဖြစ်နေလားဆိုပြီးတော့မေးတဲ့အခါမှာတော့Amorim ကဘာပြောလဲဆိုတော့မင်းတို့ပွဲတွေကိုပြန်သွားကြည့်တဲ့ကျွန်တော်ကပူကောင်းအောင်အမြဲတမ်းကစားနိုင်နေတဲ့ဆိုတော့အဲ့ဒီပွဲတွေကိုသူကနိုင်ခဲ့တင်တာပေါ့နော်ဆိုတော့အဲ့ဒီနိုင်ရဖို့ပဲလိုအပ်နေတယ်ဆိုတဲ့ခံစားချက်ကိုကျွန်တော်ကခံစားနေရတယ်ပေါ့နော်ဆိုတော့ဒါကိုသိလို့ရှိရင်အခုသွားနေတဲ့အရာကိုမှန်ကန်တဲ့ပုံစံနဲ့လုပ်ဆောင်မှုလိုနေတယ်ဒါပဲလိုတာပါတဲ့ဒါပေမဲ့လို့အဓိကလိုတဲ့ချက်ကဘာလဲဆိုတော့ position တိုင်းမှာပူကောင်းအောင်လုပ်ဖို့လိုနေတယ်ဒါကတော့အမှန်ပဲပေါ့နော်သူလည်းသိတယ်ဆိုပြီးပြောသွားတယ်အဲ့တော့ဒီရဲ့ပတ်တွင်မှာ hot ဖြစ်ခဲ့တဲ့သတင်းပေါ့နော်ကျွန်တော် United ကဒီ win back အသစ်တွေခေါ်တော့မှလားဆိုတာကိုလည်းမေးသွားတယ်မေးတော့ Amorim ဘယ်လိုဖြစ်လဲဆိုတော့အသင်းမှာဒီ characteristic ပိုင်းတွေတိုးတက်ဖို့ကသတင်းလုံးမှာလိုနေတာပေါ့နော်ဟိုဘယ်လိုချင်းမျိုးမှလည်းဖြစ်ဖြစ်10ရောက်17ရောက်ဆိုရင်တော့ဒါအနိုင်ရအောင်ကစားနိုင်တင်တာပေါ့ကောင်းကောင်းကစားနိုင်တင်တာပေါ့ဒါပေမဲ့မလုံနိုင်ခဲ့ဘူးအဲ့ဒါဘာပြနေလဲဆိုလို့ရှိရင်အသင်းရဲ့ characteristic ကြီးကိုကပြောင်းလဲဖို့ကြိုးစားတင်တယ်ဆိုတာကိုပြနေတာတဲ့ပြီးတော့ဒီ Palace ကစားသမားတွေနဲ့ရှင်းပြီးတော့ခင်ဗျားတို့မေးတယ်ပေါ့နော်သူတို့နဲ့ပတ်သက်တဲ့ data တွေကိုခင်ဗျားတို့ဘယ်လိုဖက်လဲဆိုတော့မသိပါဘူးတဲ့ဒါပေမဲ့အသင်းကနိုင်လို့မရဘူးပေါ့နော်ရှင်းလို့မရဘူးပေါ့ဥပမာကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်သူအာမတ်ကိုညာဘက်မှာထားလိရှိရဲဆိုရင်သူကအများကြီးရွေးလျားပြီးကစားလိရှိရဲပေါ့ပြီးတော့ Palace ကဒီ transition နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အသင်းထက်ပို့ပြီးတော့ကစားတယ်ပေါ့နော်ဆိုတော့ဒီຢာတွေအားလုံးကိုခြုံငုံကြည့်ပြီးတော့ position တိုင်းမှာကျွန်တော်တို့က Palace တက်ကောင်းအောင်လို့ကစားသွားဖို့လိုတယ်ဆိုပြီးပြောသွားတယ်ဒါလောက်ပါပဲတခြားထူးခြားတယ်သူတိတ်မပြောမသွားဘူးเนาะဒီနေ့ပွဲရဲ့အဓိကတော့ခုန injury တွေများနေတယ်Palace နဲ့ United ကဒီ battery ကစားရခြင်းတူပေမဲ့နည်းနည်းကွာခြားတယ် Palace ကပူကောင်းအောင်ကစားနိုင်တယ်ဆိုတော့သူလက်ခံတယ်ဆိုတော့ပြောပါတယ်ပြီးတော့ဒီ nervous ဖြစ်နေလားဆိုတော့သူမကြောက်ဘူးအစင်တစ်ပြအောင်လုပ်ပြီးတော့ဂျုံးပါပဲဆိုတဲ့ပုံစံမျိုးသူပြောပါတယ်ပေါ့နော်ဆိုတော့ဘာလို့ဆက်ပြင်မလဲဆိုတော့ကျွန်တော်တို့နေညကြမှာပဲစက်ကြည့်ကြတာပေါ့ဒီဗီဒီယိုတူတူတုံးနေပဲနားလိုက်ပါတယ်အရန်အေးတဲ့အတွက်နွေးနွေးထွေးနေပြီးယူဆကြပါနော်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးပါ